Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီခါတော့ကျွန်တော်အန်တီကအော်တိုမှာအစ်စ်ဆက်ရောက်ရှိနေတဲ့ကားလေးတစ်စင်းကျွန်တော်မိတ်ဆက်ပေးပါမယ်။ဘာကားလေးလဲဆိုတော့ဒီကောင်လေးကတော့ပီကန်တိုးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်ကီယာ showroom ကားဖြစ်ပါတယ်ခင်ဗျာသူက2020ဖြစ်ပါတယ် model က grade ရတော့သူက full grade ဖြစ်ပါเนาะသူကအခရာကလည်း R တန်းမှာ 5R နဲ့ရန်ကုန် license တက်တန်း2နှစ်နဲ့3လလောက်ကြာပါသေးတယ်เนาะအစ်စ်ချွတ်ကြီးပါเนาะကားလေးကတော့ကာလာလေးကတော့မြင်တဲ့အတိုင်းပဲလုံးဝ crazy color လေး orange အရန်လှတဲ့ color လေးပါခင်ဗျဒါတော့သူ့ရဲ့တွင်းကန်းလေးပဲဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်တို့ပါသူက poster လေးနဲ့ပါเนาะကျွန်တော်နှုတ်ပြပါမယ်သူ TV ကဒီကောင် Apple CarPlay ပဲရမယ်သူ original TV ဖြစ်မယ် CRI volume ကဒီလိုနှစ်ဖက်ဖြစ်သွားမယ်CRI တွေဒီခလုတ်တွေကပုံးတာပဲ့တာဆေးပဲ့တာဘာတစ်ခုမှမရှိဘူးเนาะအားလုံးဂိုင်းနာတာကြည့်ဒီမှာဒါကောင်တွေဆိုရင် plastic တော့ဟိုမခွာသေးဘူးဗျာပြောရမယ်ဆိုလို့ရှိရင်เนาะနောက်ပြီးဒီကောင်မှာ2020 full grade ဖြစ်သွားတဲ့တော့ဘာဖြစ်သွားလဲ air con ကဒီလို digital air con နဲ့ဖြစ်သွားတယ်ဒီမှာเนาะဒီမှာ air con digital ဖြစ်သွားမယ်နောက်ပြီးဒီကောင်မှာဒီမှာ wireless charger ဆိုတာပါတယ်เนาะဒီမှာ wireless charger ပါမယ်နောက်ပြီးဒီကောင်က sunroof ပါသွားမယ်เนาะဆန်းရူပါသွားပါမယ်ခင်ဗျာနော်ကျွန်တော်ဖွင့်ပြပါမယ်ဆန်းရူပါသွားမယ်သူကနော်ဘာဆန်းရူပါသွားမယ်တော့ထိုင်ကောင်ကလေတာဖြစ်ပြီးသားလေတာပုံမှန်ထိုင်ကောင်လေတာဆိုထတ်ဆွတ်ထားတာနော်ဒါသူ့ရဲ့ key က position ပုံစံဖြစ်တယ်ထိုင်လက်တင်လေးပါသွားမယ်နော်ဒီမှာဝှစ်တက်လဲကျွန်တော်ပြနော်စားရစားတန်းစုံတာတော့ဒီမှာ showroom ကားဆိုတော့တည့်တဲ့အတိုင်းမှာတော့နှစ်တုံးပါတယ်စားရစားတန်းနေရတော့ဒီမှာဝန်ဒီပုတ်တွေပါတယ်ညာရှိသမျှအကုန်အစုံရှိတယ်နော်ချိုးတော့ရင်စစ်တာဆက်ရက်လည်းရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအပြင်မှာကိုယ်တိုင်တတန်းအစ်တိုးထားတာเนาะဒီမှာဟိုလေးကြည့်ပါเนาะ model 2020ဖြစ်တယ် Picanto ဖြစ်တယ်เนาะဒါပေမဲ့ engine power ဒီကောင် 1.1248cc နဲ့လာမယ် color လေးက orange color ဖြစ်မယ် license တတန်းဒီမှာ2020 12လမှ31တိရှိပါတယ်เนาะဒီအမီပေါက်ပေါ့เนาะဒီအမီပေါက်ကရှီကနေကျွန်တော်ပြန်ဝယ်ထားခြင်းဖြစ်တယ်ကျွန်တော်ဥမာ second owner ပဲရှိပါသေးတယ်เนาะသူ့ရဲ့ owner ဘုတ်မှာလည်းfirst ပထမစာမျက်နှာဒီကကီလို0တဲ့ဝယ်ကြတဲ့ကအဲ့ဒီကီလိုရဲ့နာမည်နဲ့ပဲသူကဝယ်ထားခြင်းဖြစ်တယ်သူကိုယ်တိုင်ပဲဝယ်ပြီးသူကိုယ်တိုင်ပဲတယ်လီဖက်စီးတာဖြစ်တယ်ဘာမှလေးတဲ့အစ audit ဖြစ်ပါတယ်ကီလိုကလည်းအခုမှ4000စွန်းပဲရှိပါသေးတယ်เนาะဒါလေးကတော့သူ့ရဲ့နောက်ခန်းလေးပေါ့เนาะသူ့ရဲ့နောက်ခန်းလေးဖြစ်ပါတယ်9ရက်လောက်ကတော့ကောင်းကောင်းထိုင်လို့ရပါတယ်သူ့ရဲ့အားသာချက်ကတော့ရန်ကုန် license ဖြစ်တယ် showroom ကားဖြစ်တယ် model ကလည်း2020အမြင့်ဆုံးပဲဒီမှာ21လည်းမလာဘူးเนาะနောက်ပြီး grade ကလည်းအပြည့်ဆုံးဖြစ်တယ်เนาะ sunroof ပိုင်းနိုင်နဲ့အဲ့လိုဖြစ်သွားပါမယ်เนาะကားကောင်းမကောင်းကတော့လာတာကြည့်ပါဗျာနော်ဒါမှ audit နဲ့တာယာလေးလုံးကလည်းမြင်တဲ့အတိုင်းပဲပြူးပြဲနေတာပဲနော်အောက်ပိုင်းနေအင်ဂျင်ဝိုင်းတွေဘာတွေညာတွေလေစစ်တွေအကုန်အစ်စ်ကျွန်တော်လဲထားပြီးသားလက်တင်စီးရန်အစ်စ်မှာဖြစ်ပါတယ်ခင်ဗျโอเคသူ့ရဲ့နောက်ခန်းလေးလည်းကျွန်တော်ပြပါမယ်နော်သူ့ရဲ့နောက်ရင်းလိတ်လေးပါမယ်သူ့ရဲ့ဒီအပေါ်ကားပါကြတော့သူကနှစ်ထပ်ပါတယ်ဗျာလာကြည့်ပါဦးဒီမှာဒါအပေါ်တစ်ထပ် level တန်းတစ်ထပ်ဒီအောက်မှာတစ်ထပ်ထပ်ပါသေးတယ်နော်ဒီမှာနှစ်ထပ်ဒီ spare bay နေပစ္စည်းဆိုရင်တော့မှာမြင်တဲ့အတိုင်းပဲနော်မြေတောင်မချထားဘူးပေါ့နော်သူ original အတိုင်းလေးတော်မှတစ်တစ်လေးနဲ့တော်တော့ပေါ့ကိုရှိပါသေးတယ်နော်ပုံစံနော်သူ Picanto ဖြစ်တယ်နော်ဒီကောင်ဒီမှာ morning လည်းလာတယ် morning မဟုတ်ပါဘူးဒီကောင် Picanto ပါနော် original TV original packet နဲ့ဖြစ်ဒါအရန်လာပါတယ်နော်โอเคကျွန်တော်ရဲ့ဒီ Picanto လေးကိုကြိုက်နေတဲ့လူဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်0925351333နဲ့0994351333တို့ဆက်သွယ်မြင်းမြန်းဝယ်ယူရရှင်ပါခင်ဗျာကျွန်တော်ဒီကားလေးကိုရောင်းချပေးမယ့်ဈေးကတော့3920ဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်